မင်္ဂလာနှစ်သက်ပါခင်ဗျာမကြခင်2025ကုန်ဆုံးလို့2026ကိုကူးပြောင်းတော့မယ်2025ခုနှစ်ဖြတ်တန်းလာတဲ့ကာလတစ်လျှောက်လုံးမှာလည်းကောင်းတာတွေလည်းရှိမယ်ဆိုးတာတွေလည်းရှိမယ်အဆင်ပြေတာတွေလည်းရှိမယ်အဆင်မပြေတာတွေလည်းရှိမယ်သို့တော်ဘဝကဒီလိုပုံစံမျိုးပဲဖြတ်တန်းရတာဆိုတော့2025ခုနှစ်ကအတွေ့အကြုံတွေကိုရယူပြီးလာမယ့်2026ခုနှစ်မှာတော့ဘူကောင်းတဲ့နှစ်တစ်နှစ်ဖြစ်ပါစေလို့ဆန္ဒပြုပါတယ်ခင်ဗျာအလုပ်ကိုင်းတွေလည်းအစားအစာအရာဆင်ပြေကြပါစေဒီထက်ပိုပြီးတော့လည်းပိုကောင်းတဲ့ပတ်ဝန်းကျင်တွေမှာရှင်သန်နိုင်ကြပါစေတဦးပေါ်တဦးမြတ်တာထားနိုင်တဲ့သူတွေဖြစ်ကြပါစေလို့ကျွန်တော်ကဆန္ဒပြုပါတယ်ဒီကနေ့မှာတော့ပြည်သက်တွေကိုပြောပြချင်တဲ့အကြောင်းအရာကမနေ့ကဂျိုရှွာဘန်တင်လိုက်တဲ့ status နဲ့ပတ်သက်ပြီး MMA လောကသားတွေအကြောင်းမှာပြောဆိုနေတဲ့အကြောင်းအရာလေးပါသူတို့ကဘယ်လိုပုံစံမျိုးနဲ့ပြောဆိုကြတာလဲဆိုတော့အန်အားသစ်မှုတွေပုံစံမျိုးတွေနဲ့ပြောဆိုနေကြတယ်သူတို့ရဲ့ဒီလိုအန်အားသစ်တဲ့ပုံစံမျိုးတွေနဲ့ပြောဆိုနေတဲ့အကြောင်းအရာကကျွန်တော်တို့မြန်မာပြည်သက်တွေဂျိုရှွာဘန်ရဲ့ပြည်သက်တွေအတွက်တော့ဂုဏ်ယူခြင်းစရာကောင်းတယ်လို့ကျွန်တော်ကဆွဲထုတ်ပြမှာဖြစ်ပါတယ်ဂျိုရှွာဘန်ကသူ့ရဲ့ MMA နီးပြချုပ်ကြီးဖြစ်တဲ့ဒန်နီယယ်ပနေဒါက BJJ ခပတ်အပြာမှာနောက်ထပ်ဒဇင်ထပ်ပြီးထည့်လိုက်တဲ့ဗီဒီယိုကိုဟိုတနေ့ကတင်လိုက်တဲ့အခုမှသူ့ရဲ့ BJJ ခပတ်ကအပြာရောင်ခပတ်ပဲရှိသေးတယ်အပြာရောင်ခပတ်ကိုမှတတိယမြောက်အဆင့်ထပ်ပြီးထည့်ကားစားရှိသေးတယ်ဒီလို fighter လေးက UFC မှာချန်ပီယံဖြစ်နေတာ UFC ပြည်သက်တွေကတော့ဘယ်လိုပုံစံမျိုးပြောကြလဲဆိုတော့လက်ရှိ UFC flyweight တန်းရဲ့ချန်ပီယံကအခုမှ blue belt ပဲရှိသေးတယ်ကပတ်အပြာပဲရှိသေးတယ် BJJ ကပတ်အနက်တောင်မဟုတ်သေးဘူးဒါလို့ပုံစံမျိုးနဲ့ချန်ပီယံဖြစ်တာအတော်ကိုအန်အားသင့်ဖို့ကောင်းတဲ့ဆိုတဲ့ပုံစံမျိုးတွေနဲ့ပြောကြတယ်ဒါကကျွန်တော်ပြည်သက်တွေအတွက်ဂုဏ်ယူခြင်းစရာကောင်းလို့ပါဘာဖြစ်လို့လဲဆိုတော့ MMA ကစားနည်းက strike လည်းအသုံးပြုလို့ရတယ် ground game လည်းအသုံးပြုလို့ရတယ်ဒါလို့အနေထားမျိုးမှာ Joshua Ban ကသူ့ရဲ့ strike ကိုပဲအားပြုကစားရင်းနဲ့ champion ဖြစ်လာတာ UFC သမိုင်းချောင်းတစ်လျှောက်ဒုတိယမြောက်အသက်ငယ်ဆုံး champion ဖြစ်လာတာထပ်ပြီးပြောရရင်အာရှမှာမွေးဖွားခဲ့တဲ့ fighter တွေအကုန်လုံးနဲ့မှUFC champion ကပတ်ကိုသိမ်းပိုက်နိုင်တဲ့ပထမဆုံး fighter ဖြစ်လာတာကျွန်တော်မြန်မာနိုင်ငံကိုစားပြုအနေနဲ့ပြောမယ်ဆိုရင် UFC မှာထိုးခွင့်ရတဲ့တဦးတည်းသော fighter UFC မှာ champion ကပတ်ကြီးကိုသိမ်းပိုက်နိုင်တဲ့မြန်မာနိုင်ငံဘဝတဦးတည်းသော fighter plus အနေနဲ့ထပ်ပြီးပြောရရင်လက်ရှိ flyweight တက်မှာလဲနိုင်ပွဲဆက်အများဆုံးစံချိန်မှတ်တမ်းကိုဂျိုရှွာဘန်ကပိုင်ဆိုင်ထားပါတယ်။သူကပန်နိုဂျာကိုအနိုင်ယူပြပြီးမှတော့စုစုပေါင်းနိုင်ပွဲဆက်မှတ်တမ်းက6ပွဲအထိရှိလာတယ်။ဒီမှတ်တမ်းကလက်ရှိ flyweight တန်းမှာနိုင်ပွဲဆက်စံချိန်မှတ်တမ်းမျိုးဖြစ်ပါတယ်။ဒီလိုသောအကြောင်းရင်းတွေကြောင့်ကျွန်တော်တို့ fighter လေးတွေဂုဏ်ယူဖို့ကောင်းတယ်လို့ပြောကြတာကမ္ဘာပေါ်က MMA ပြည်သက်တွေကတော့ဂျိုရှွာဘန်ဟာအခုမှ BJJ blue belt ပဲရှိသေးတဲ့အနေထားမျိုးကနေချန်ပီယံဖြစ်တဲ့အတွက်အတော်ကြီးကိုအန်အားသင့်နေကြပါတယ် flyweight တန်းကိုကြည့်လိုက်မယ်ဆိုရင်လည်း BJJ ကပတ်နဲ့ပိုင်ဆိုင်ထားတဲ့ fighter တွေအများကြီးရှိတယ်အဲ့လိုသော fighter တွေကိုကြော်ပြီးတော့မှကျွန်တော်တို့ရဲ့ fighter လေးကထပ်ပြောရရင် MMA လေးကျန်တာမှာ9နှစ်ကြော်ဝင်းကျင်မဲ့ရှိသေးတဲ့အနေထားကနေချန်ပီယံဖြစ်တာဆိုတော့သူတို့ကဒီလိုပုံစံမျိုးတွေရှိနေတဲ့ဒီ fighter လေးကချီးကျူးဖို့ကောင်းတယ်အတိမှတ်ပြုမှုအားလုံးတွေနဲ့ထိုက်တန်တဲ့ဆိုတဲ့ပုံစံမျိုးတွေနဲ့ပြောဆိုနေကြတာဖြစ်ပါတယ်ထပ်ပြီးပြောရအောင်မယ်ဆိုရင်တော့နောက်ထပ် MMA media ကြီးဖြစ်တဲ့ MMA Junkie ကနေသတ်မှတ်လိုက်တဲ့ Breakthrough Fighter of the Year ဆုကိုလည်း Joshua Ban ကထပ်ပြီးဆွခူးလိုက်ပြန်ပါပြီ။ဒါကြောင့်မို့လို့2025ခုနှစ်မှာ Joshua Ban သိမ်းပိုက်တဲ့ဆုတွေကမနေမနှောပဲရှေ့လာမဲ့2026ခုနှစ်မှာလဲဘလို့အခင်းကျင်းနေနဲ့ဆက်ပြီးရှောက်လန်းသွားအောင်မလဲဆိုရယ်စောင့်ကြည့်ရတော့မယ်။ဒီကြတာတစ်ခုကတော့ကျွန်တော် fighter လေးရဲ့ပွဲစဉ်ကအရင်ကြီးဝေးမှာမဟုတ်ဘူး။သူကအခုလုံးမှာလဲ training တွေကိုပြန်ပြီးလုပ်နေပြီးချင်းလူမျိုးတွေနဲ့တွေ့ဆုံခဲ့တဲ့ခီးစဉ်ပြန်ရောက်ချင်းကလေးက training တွေကိုပြန်ပြီးလုပ်တာဒီအိတ်ပဲကဘယ်လိုပုံစံမျိုးပြောလဲဆိုတော့လက်ရှိဒီ Christmas ကာလ New Year ကာလမျိုးမှာတောင်သူကအနားမယူဘူးဆိုတော့သူနောက်ထိုးမဲ့ပွဲကအရင်ကြီးမဝေးဘူးလို့ကောက်ချက်ချလို့ရပါတယ်တစ်ဖက်ကပန်နိုဂျာကလည်းသူ့ရဲ့ဒဏ်ရာပြဿနာကသိပြီးမဆိုးပါဘူးဆိုတဲ့အကြောင်းကိုဒီကနေ့မှာပဲနောက်ထပ် status တင်ပြီးထပ်ပြီးပြလိုက်တယ်ဘယ်လိုပုံစံမျိုးချပြလိုက်လဲဆိုတော့သူကဒီဒဏ်ရာပြဿနာရှိကြီးနဲ့ဘားဆွဲပြပြီးတော့လုံးဝအနားမယူဘူးဆိုတဲ့ပုံစံမျိုးနဲ့ချပြလိုက်တာပန်နိုဂျာနဲ့နီးစပ်တဲ့အတိုင်းဝိုင်းကလည်းဒဏ်ရာပြဿနာကအရင်ကြီးမဆိုးပါဘူးအထက်မှာအရွတ်တွေအများကြီးစုပ်ပြတ်သွားတဲ့ပုံစံမျိုးထိမရှိဘူးဒါကြောင့်မို့လို့မျောလင့်ထားတဲ့အချိန်တိုင်းတာထက်စောပြီးပြန်လဲတက်တာလာပွဲရှိတယ်ဆိုတဲ့ပုံစံမျိုးတွေနဲ့ပြောဆိုနေကြတယ်ဘာပဲဖြစ်ဖြစ်2026ခုနှစ်မှာတော့ဂျိုရှွာဘန်ရဲ့ပထမဆုံးချန်ပီယံကပတ်ကာကွယ်ပွဲကစောစီကြည့်ရပွဲရှိနေပါတယ်ခင်ဗျကျွန်တော်ကိုအားပေးနေတဲ့ပြည်သက်တွေအကုန်လုံးမင်္ဂလာနှစ်သစ်ဖြစ်ပါစေ2026ခုနှစ်မှာတော့2025ထက်ပိုပြီးအလုပ်ကိုင်းနေလဲအဆင်ပြေကြပါစေရရှိလာတဲ့အတွေ့အကြုံတွေကိုပြန်လည်အသုံးချပြီးတော့ပိုပြီးနောက်တစ်ဆင့်မြင့်တဲ့နေရာတွေကိုတက်လန်းနိုင်ပါစေလို့ဆန္ဒပြုပါတယ်ခင်ဗျကျေးဇူးတင်ပါတယ်ခင်ဗျ